ကဲဒုတိချင်းမိတ်ဆွေညီကိုမောင်နှမတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ကိုခန့်ကိုအားပေးနေကြတဲ့ဦးလေးတွေတော်တွေအကိုအမတွေအားလုံးပဲစိတ်ချမ်းသာလို့ကိုယ်ကျန်းမာတွေလည်းရှိကြပါစေလို့ဥစွာပထမဆုတောင်းမြတ်တာလေးပို့တာပေးလိုက်ပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာဒီကနေ့အပိတ်ညနေခင်းအတွက်ကျွန်တော်ရှာဖွေတွေးရှိကြတဲ့တွက်ဆိုင်ကွင်လေးတစ်ခုเนาะဒါလေးကိုပြန်ပြီးတော့ဆွဲပြမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့မနက်ခင်းပိုင်းမှာကတော့ကျွန်တော်တို့အဓိကသွားစီခြင်းခဲ့တဲ့အခွေနဲ့အကက်လေးကတော့လွှဲလျှော်သွားတယ်အဲ့တော့ပတ်တီကိုအဓိကအားထားပြီးတော့စော်လေးရှိတဲ့အကိုမတွေအတွက်ကျွန်တော်အကြံပြုခဲ့တဲ့တစ်လျှောက်၃ပိုင်းပတ်တီလေးကတော့ကျွန်တော်တို့တစ်လျှောက်လို့ထွက်တယ်ဆိုတော့နှစ်သီးစားပုံစံနဲ့တွားပြီးတော့တိုးတယ်ပေါ့နော်တကယ်ဆိုတော့ဒီကောင်လေးကဖော်မူလာတန်းချောင်းလေးပါဒီညနေမှာကဖော်မူလာထိကြီးလည်းမရှိတော့တဲ့အတွက်ထိုးစရာကဏ္ဍကတော့မြများဆဆသိပ်ပြီးတော့ရှိမှာမဟုတ်ဘူး၃ခွက်လောက်ပဲရှိမယ်အပူလေးပါထည့်မယ်ဆိုရင်တော့6ခွက်လောက်တွားလိမ့်မှာပေါ့နော်အဲ့တော့ကျွန်တော်ကိုယ့်ရဲ့ရွေးချယ်မှုလေးတွေနဲ့ကျွန်တော်ရဲ့ formula လေးတွေကိုအလွယ်တကူကြည့်ချင်တဲ့အကူမတွေရှိတယ်ဆိုရင် comment တွေက link လေးကနေတစ်ဆင့်เนาะ Viber Telegram ကိုအဆင်ပြေတဲ့ channel တွေကိုဝင်ထားလိုက်ကြပါအမှားက YouTube မှာလို့မဟုတ်ပဲကျွန်တော်တို့စာလေးကြည့်ပြီးတော့တက်ပြီးတော့တည်နိုင်မယ်ပေါ့နော်ဒါဆိုရင်ပထမလမ်းကြောင်းလေးကိုစပြီးတော့ဆွဲလိုက်ကြရအောင်အဲ့တော့ဒီ59ကခွန်နောက်ပိတ်58ကရှင်းနောက်ပိတ်နဲ့41က4ထိပ်အဲ့တော့ခွန်84တောင်းလုံးပေါင်းချင်းဟာ9ရယ်လို့ဖြစ်လို့ဒီမှာ30နေမှာ9လို့ထည့်အဲ့တော့833လုံးပေါင်းချင်းဟာ4ရယ်လို့ဖြစ်လို့ဒီမှာ94လို့သွားတယ်နော်ပြီးရင်359လုံးပေါင်းချင်းဟာခွန်ရယ်လို့ဖြစ်လို့ဒီမှာ83လို့သွားပါတယ်9ခွန်လုံးပေါင်းချင်းဟာခွန်ရယ်လို့ဖြစ်လို့ဒီမှာ1ခွန်လို့သွားတယ်အဲ့တော့931လုံးပေါင်းချင်းဟာ6ရယ်လို့ဖြစ်လို့ဒီညနေမှာ6လို့သွားရမယ်6ကလမ်းကြောင်း2ခုနော်ဒုတိယရှုပ်ကွက်လေးကိုကကျွန်တော်ဘောပင်လေးနဲ့ဆွဲပေးလိုက်မယ်အဲ့တော့633ည3လုံးပေါင်း9ရဲ့ပါဝါ4ဒီမှာ94လို့သွားနော်အဲ့တော့96ခွန်3လုံးပေါင်းချင်း8ရဲ့ပါဝါ3အဲ့တော့80နဲ့မှ3လို့သွားအဲ့တော့9ခွန်4 3လုံးပေါင်းချင်းဟာ6ဖြစ်လို့6ရဲ့ပါဝါ1နော်ဒီမှာ1ခွန်လို့သွားတယ်အဲ့တော့383 3လုံးပေါင်း1ရဲ့ပါဝါ6ကဒီမှာ6လို့သွားမယ်6က2ချက်အဲ့တော့တွဲပြီးတော့ပြီးလာလို့ပြန်ကြည့်မယ်ဆိုရင်တော့ဒီမှာက44လို့သွားတဲ့အချိန်မှာ94လို့သွားတယ်ဆိုတော့တွဲပြီးတော့ပြီးရတော့မဟုတ်ဘူးပေါ့နော်အောက်ကပင်ဒီမှာတော့ခွန်3လို့ခိုတေတို့ဆိုပြီးတော့တွဲပြီးပါတယ်ဒါဆိုရင်နောက်ထပ်လမ်းကြောင်းလေးကိုဆက်ပြီးတော့ဆွဲမယ်အဲ့တော့သူကတင်9က9နောက်ပိတ်နော်3 9က3ထိန်နဲ့4 1က1နောက်ပိတ်အဲ့တော့9ရယ်3ရယ်1ကဲ3လုံးပေါင်းချင်းဟာ9ရယ်လို့ဖြစ်လို့9ကဒီမှာ94အဲ့တော့ဒီ9ရယ်9ရယ်9ရယ်နော်9ခုနှလုံး4ကို9နဲ့ပေါင်းတဲ့အခါမှာ3လို့ဖြစ်လို့3ကဒီမှာ83လို့သွားတယ်အဲ့တော့3ခွန်4 3လုံးပေါင်း1ရယ်လို့ဖြစ်လို့1ကဒီမှာ1ခွန်လို့သွားတယ်အဲ့တော့6 1 3 3လုံးပေါင်းချင်း3ညလို့ဖြစ်လို့3ညကဒီမှာ3ညလို့သွားရမယ်3ညကလည်း2ချက်ပဲကျွန်တော်နောက်တစ်ချက်လေးကပေါ်ပင်နေနဲ့ကျွန်တော်ဆွဲလိုက်မယ်ပေါ့နော်အဲ့တော့58က5ထိပ်နော်30နဲ့မှာ9က3ထိပ်ပြီးရင်1 5က1ထိပ်9ရယ်3ရယ်ဒီ1ကဲ3လုံးပေါင်း3ည sorry 3လုံးပေါင်း9ဖြစ်လို့9ကဒီမှာ94လို့သွား3ည98 3လုံးပေါင်းခွန်ဖြစ်လို့ခွန်ကဒီမှာ83လို့သွားတယ်အဲ့တော့1ခွန်3 3လုံးပေါင်း1ဖြစ်လို့1ကဒီမှာ1ခွန်လို့သွားတယ်အဲဆိုရင်ဒီ811 3လုံးပေါင်း3ညကြောင့်ဒီညနေမှာ3ညလို့သွားရမယ်နော်အဲ့တော့3ည20 6 20ကစားမယ်ဆိုရင်60တကွက်တည်းကစားလို့တော့ရပါတယ်ဒါပေမဲ့လို့ကျွန်တော်နောက်ထပ်လမ်းကြောင်းလေးတစ်ခုထပ်ပြီးတော့ပြခဲ့ခြင်းသေးတယ်အဲ့တော့နောက်ထပ်လမ်းကြောင်းလေးတစ်ခုအနေနဲ့ဒီ40နဲ့မှ3က4ထိပ်3ည3ညကကျွန်တော်တို့3ညထိပ်ပေါ့နော်အဲ့တော့4 3ညနှလုံးပေါင်းချင်း4ကဒီမှာ94လို့သွား3ည9နှလုံးပေါင်းခွန်ကဒီမှာ90နဲ့မှ3လို့သွားတယ်နော်အဲ့တော့ခွန်လေးနှလုံးပေါင်း1ကကျွန်တော်တို့ဒီမှာ1ခွန်လို့သွားတယ်ဒါဆိုရင်4 3နှလုံးပေါင်းခွန်ကဒီမှာခွန်လို့သွားရမယ်နော်63ညခွန်3လုံးခွေပြီးတော့ကစားစီချင်တာဖြစ်ပါတယ်တကယ်တော့အဲ့ဒီခွန်ကလေး2ချက်ပဲနောက်တစ်ချက်လေးကိုပေါ်ပင်နေနဲ့ကျွန်တော်ဆွဲလိုက်မယ်အတူကပါဝါချိန်တဲ့ပုံစံအဲ့တော့58က5ထိပ်39က3ထိပ်နော်41က1နောက်ပိတ်
အဲ့တော့981သုံးလုံးပေါင်းချင်းဟာ9ရယ်လို့ဖြစ်လို့9ရဲ့ပါဝါ4နော်94လို့သွားတယ်နောက်တစ်မှာ3999သုံးလုံးပေါင်း8ဖြစ်လို့8ပါဝါ3 83လို့သွားတယ်နောက်တစ်မှာ1ခွန်4နော်သုံးလုံးပေါင်းချင်း2ဖြစ်လို့2ရဲ့ပါဝါခွန်1ခွန်လို့သွားတယ်နောက်တစ်မှာ813နော်သုံးလုံးပေါင်း2ဖြစ်လို့2ရဲ့ပါဝါခွန်လို့ဒီညနေမှာသွားရမယ်အဲ့တော့6နှစ်ချက်3ည2ချက်ခွန်2ချက်ဒါဆိုရင်ကျွန်တော်တို့ဒီကနေ့ညနေခင်းပိုင်းမှာတိတ်ပြီးတော့ဒူဒူစဉ်းစားမနေတော့ဘဲနဲ့6 3ညခွန်ဆိုတဲ့3လုံးကိုအပူးပါထည့်ပြီးတော့ခွေလိုက်မယ်ဆိုရင်အဆင်ပြေကောင်းပြေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်နော်အဲ့တော့3လုံးခွေဆိုတော့3ခွက်ရှိမယ်အပူးလေးကတော့ထည့်နိုင်မယ်ထင်ပါတယ်အဲ့တော့ကစားစရာ6ခွက်ပေါ့လေအဲ့တော့ formula key ကလည်း162ဆိုတော့က6တလုံးကသွားပြီးတော့ဆွဲတယ်မနေ့ကပိုင်းမှာ166လို့ထွက်တယ်ဆိုပေမဲ့လို့လေ formula key တွေကမနေ့ဆွဲရင်လည်းညနေထပ်ပြီးတော့ဆွဲလေရှိတဲ့အတွက်6ထိတယ်ဆိုရင်ကောင်းသေးတယ်အဲ့တော့60တို့ sorry ကျွန်တော်တို့60တို့6ခုတို့ကိုအဓိက maintain ပြီးတော့သွားလို့ရမယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲ့တော့ကျွန်တော်ဆွဲပေးသွားတဲ့လမ်းကြောင်းလေးတွေကိုလည်းကျွန်တော်ရဲ့ကွန်မာတွေရှင်းမယ်ထင်ပါတယ်တိတ်ပြီးတော့ချုပ်စရာလည်းမရှိဘူးပေါ့နော်အဲဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာထပ်မံပြီးတော့ဆုံနေမယ်ကျွန်တော်ဒီမှာထိုးပေးထားတဲ့ဖုန်းနံပါတ်လေးကို Viber Telegram ကိုဆင်ပေးတဲ့တကူကဆက်သွယ်ပြီးတော့လေကျွန်တော်ကိုကစီမှာမနေ့ညတူတီလာရောက်ကန်ဆက်ပန်ဆန်းလို့ရပါတယ်ကျွန်တော်ဖိတ်ခေါ်တယ်အားလုံးပဲစိတ်ချမ်းသာလို့ကိုကျမ်းမာတွေလည်းရှိကြပါစေလို့စွန့်မကောင်းလေးကိုထပ်မံတောင်းဆိုပေးခဲ့ခြင်းနဲ့ပဲဒီဗီဒီယိုလေးကိုဒီမှာတင်အဆုံးသတ်ပါတော့မယ်